မားဒီကားကိုစီးကြည့်လိုက်စော်တယ်မကာကိုလမ်းပေါ်ကဘဲတွေပါခမားကိုလှည့်ကြည့်သွားရမယ်အကျန်းပတန်းလက်ခံအလှအပမှလည်းထိတ်တန်းဒါဟာတူလုံးတာ Revo ပဲ Revo ရဲ့ body line တွေကိုကြည့်လိုက်ပါတန်မာတဲ့ယောက်ျားတစ်ယောက်ရဲ့ကြွက်သားတွေလိုပဲအချိုးအစားကြလွန်းတယ်ရှေ့ကကြည့်ရင်လည်းခန့်ညားတယ်ဘီးကကြည့်ရင်လည်းကြစ်လက်တယ်နောက်ပြီးသူ့ရဲ့ alloy wheel တွေနဲ့ body design ကမျိုးတဲ့ပတ်စီမလားတော်တဲ့တောင်းတဲ့ဖြတ်မလားဘယ်နေရာတော့ confidence ရှိစေတာပေါ့အလှပဲလားဆိုလို့မဟုတ်ဘူးဗျာသူ့ရဲ့ engine power ကတကယ် real beast ဂုံးတလား wind တင်မလားခြေထောက်ကိုအတာလေးနင်းလျုံနဲ့အရှင်ကတက်လာတာ off road မောင်းတဲ့အခါ Revo ရဲ့ four wheel စနစ်ကခမားကိုဘယ်တော့မှစိတ်မပြတ်စေရဘူးစိတ်ဆန်းရွှွန်းနွန်းကြောက်ခဲဘယ်လမ်းပဲထိထိ Revo ကတော့ပြုံးပြုံးလေးပဲအပြင်မှာကျန်းတယ်လို့အတွင်းထဲမှာတော့ Revo က luxury ဆန်ပါတယ်စီတွေရဲ့တက်တောင့်တက်တာရှိမှုကခရီးဝေးမောင်းရင်တောင်မပင်ပန်းစေဘူး touch screen စနစ် aircon အေးအေးလေးနဲ့ premium ဆန်တဲ့ဒိုင်ခွက်တွေကခမားကိုအဆင့်တန်းတစ်ခုမှရှိနေတယ်လို့ခံစားရစီမှာပါကားကောင်းတစ်စီးဆိုတာထက်ပိုးတဲ့ခမားရဲ့ lifestyle ကိုမြင့်တင်ပေးမဲ့